ခေါင်းဆောင်ဇိုးရဲ့နောက်ကိုလူတွေဘာကြောင့်လိုက်ကြသလဲဘာဘရာကယ်လာမန်ဆိုတာခေါင်းဆောင်မှုပညာလောကမှာတာမန်ပညာရှင်တယောက်မဟုတ်ပါဘူးသူမဟာကဘာကျော်ဟားဗတ်တက္ကသိုလ်ကနေဒီအစိုးရစီမံခန့်ခွဲမှုကျောင်းပြည်သူ့ခေါင်းဆောင်မှုဆိုင်ရာစင်တာကိုတည်ထောင်သူညွှန်ကြားရေးမှူးဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်ခေါင်းဆောင်မှုပညာလို့ဆိုလိုက်ရင်အများစုကခေါင်းဆောင်ကောင်းတွေအကြောင်းအောင်မြင်မှုနည်းလမ်းတွေအကြောင်းကိုပဲပြည့်မြင်တတ်ကြပေမဲ့ကယ်လာမန်ကတော့ခေါင်းဆောင်မှုရဲ့အမှောင်ပချမ်းနောက်လိုက်တွေရဲ့အခန်းကဏ္ဍနဲ့ခေါင်းဆောင်မှုမအောင်မြင်ရခြင်းအကြောင်းရင်းတွေကိုအထူးပြုလေ့လာသူအဖြစ်ထင်ရှားပါတယ်သူမဟာ James McGregor Burns Leadership Award လိုမျိုးဂုဏ်သိက္ခာကြီးမားတဲ့ဆုတွေကိုရရှိထားပြီးခေါင်းဆောင်မှုဆိုင်ရာစာအုပ်ပေါင်းများစွာကိုရေးသားပြုစုခဲ့သူလည်းဖြစ်ပါတယ် Bad Leadership ဆိုးရွားသောခေါင်းဆောင်မှုစာအုပ်ဖြစ်ပေါ်လာတဲ့နောက်ခံသမိုင်းကြောင်းကတော့အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်2000ပြည့်နှစ်ဝန်းကျင်လောက်မှာကမ္ဘာတဝန်းကခေါင်းဆောင်မှုပညာဟာအရှိန်အဟုန်နဲ့ကြီးပွားလာနေပြီမဲ့တစ်ဖက်စောင်းနှင်းဖြစ်နေတာကိုကယ်လာမန်ကသတိထားမိခဲ့ပါတယ်စာအုပ်ဆိုင်တွေတက္ကသိုလ်တွေနဲ့သင်တန်းတွေမှာဘလို့ခေါင်းဆောင်ကောင်းဖြစ်အောင်လုပ်မလဲအောင်မြင်တဲ့ခေါင်းဆောင်တို့ရဲ့လျှို့ဝှက်ချက်ကျင့်ဝတ်ပြည့်ဝသောခေါင်းဆောင်မှုဆိုတဲ့ခေါင်းစဉ်တွေနဲ့ပဲပြည့်နှက်နေပါတယ်ခေါင်းဆောင်မှုဆိုတာကောင်းမွန်တဲ့အရာတစ်ခုဆိုတဲ့ပုံဒီကားချက်ကြီးကလွှမ်းမိုးထားပြီးခေါင်းဆောင်မှုရဲ့အဆိုးပချမ်းကိုဘယ်သူမှစနစ်တကျမလေ့လာကြတာကိုသူမှတွေ့ရှိခဲ့ရပါတယ်ဒီအခြေအနေကိုကယ်လာမန်ကဆေးပညာနဲ့နှိုင်းယှဉ်ပြီးမိကွန်းထုတ်ခဲ့ပါတယ်ဆေးပညာမှာလူတစ်ယောက်ကျန်းမာဖို့အတွက်ယောဂတွေအကြောင်းကိုနားလည်အောင်အရင်လေ့လာရတယ်လို့ပါပဲယောဂပိုးမွှားတွေကင်ဆာဆဲတွေဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုမသိဘဲနဲ့ကျန်းမာရေးကိုထိမ့်သိမ့်ဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့ခေါင်းဆောင်မှုပညာမှာတော့ခေါင်းဆောင်ယောဂကိုလေ့လာဖို့ညှင်းဆန်နေကြပါတယ်ဟစ်တလာစတာလင်ဆဒမ်ဟူစိန်တို့လိုလူတွေဒါမှမဟုတ်စီးပွားရေးလောကကမတမာတဲ့ CEO တွေဟာလည်းခေါင်းဆောင်မှုစွမ်းရည်ရှိသူတွေဖြစ်ပေမဲ့သူတို့ရဲ့ဥဆောင်မှုကလူတွေကိုဒုက္ခရောက်စေပါတယ်ဒါခေါင်းဆောင်မှုမဟုတ်ဘူးလို့ညှင်းပယ်နေမယ်စားဒါဟာဆိုးရွားတဲ့ခေါင်းဆောင်မှုဖြစ်တယ်ဆိုပြီးဘာကြောင့်ဖြစ်ရတာလဲဘယ်လိုကာကွယ်ရမလဲဆိုတာကိုလေ့လာသင့်တယ်လို့သူမကခံယူခဲ့ပါတယ်ဒါကြောင့်2004ခုနှစ်မှာဒီစာအုပ်ကိုထုတ်ဝေလိုက်တဲ့အခါခေါင်းဆောင်မှုပညာလောကကိုတုန်လှုပ်သွားစေခဲ့ပါတယ်သူမကခေါင်းဆောင်ဆိုတာအမြဲတမ်းသူရဲကောင်းမဟုတ်ကြောင်းခေါင်းဆောင်မှုမှာအရေးချင်းမရှိခြင်းကစလို့ရက်ဆက်ယုံမှခြင်းအထိအဆိုးအမျိုးအစား9မျိုးရှိကြောင်းကိုစနစ်တကျခွဲခြားပြသခဲ့ပါတယ်ဒီစာအုပ်ဟာခေါင်းဆောင်ဇိုးတွေကိုအပြစ်တင်ရုံတက်မဟုတ်ပဲသူတို့ဘလို့ပုံစံမျိုးနဲ့လာတတ်တယ်လဲဘာကြောင့်လူတွေကသူတို့နောက်လိုက်ကြတယ်လဲဆိုတာကိုရှင်းပြထားတဲ့ခေတ်သစ်ခေါင်းဆောင်မှုလေ့လာရေးနယ်ပယ်မှာမရှိမဖြစ်ဖတ်ရှုရမယ့်စာအုပ်တော်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်အခုပြောပြမယ့်အကြောင်းအရာကစာအုပ်တော်လုံးကိုပြောပြမှာမဟုတ်ပဲခေါင်းဆောင်ဇိုးတွေရဲ့နောက်ကိုလူတွေဘာကြောင့်လိုက်ကြတယ်လဲဆိုတဲ့အပိုင်းကိုပဲခွဲခြမ်းစိတ်ဖြာပြသွားမှာဖြစ်ပါတယ်ဘာဘရာကယ်လာမန်ရဲ့ Bad Leadership စာအုပ်ထဲကအနှစ်သာရအရှိဆုံးနဲ့လူတွေလက်ခံမှုအခက်အခဲဆုံးအပိုင်းကသုံးပွင့်ဆိုင် theory ပိုင်းပါပဲဒီသဘောတရားကိုရှင်းရှင်းလင်းလင်းမြင်သာအောင်ဥပမာတစ်ခုနဲ့စဉ်းစားကြည့်အောင်မီးလောင်မှုတစ်ခုဖြစ်ပွားဖို့အတွက်မီးပွားတစ်ခုတည်းရှိုံနဲ့မလုံလောက်ပါဘူးမီးကူးဆက်လောင်ကျွမ်းမဲ့လောင်စာရှိဖို့လိုတယ်လို့မီးကိုအားပေးမဲ့လေအောက်ဆီဂျင်လည်းရှိမှမီးလောင်မှုကြီးဖြစ်လာနိုင်တာပါဒီနေရာမှာမီးပွားဟာခေါင်းဆောင်လီဒါဖြစ်ပြီးတော့လောင်စာကတော့နောက်လိုက် follower လေကတော့အခြေအနေ contrast ပါပဲတာမန်အားဖြင့်လူတွေကပြဿနာတစ်ခုဖြစ်လာရင်ခေါင်းဆောင်ကိုပဲလက်ညှိုးထိုးအပြစ်တင်လိရှိကြပါတယ်ဒီလူရုပ်မှလို့ငါတို့ဒုက္ခရောက်တာဆိုပြီးပြောကြစမြဲပါဒါပေမဲ့ကယ်လာမန်ကဒီအမြင်ကိုပယ်ချပါတယ်ခေါင်းဆောင်ဇိုးတယောက်ဟာတောထဲမှာတယောက်တည်းအော်ဟစ်နေဘာအန်နီရဲမှမရှိနိုင်ပါဘူးသူစကားကိုနားထောင်မဲ့လူသူ့အမိန့်ကိုအကောင့်ထဲပေါ်မဲ့သူသူ့ကိုအာနာအနှင်းမဲ့သူတွေရှိနေလို့သာသူဟာခေါင်းဆောင်ဆိုတဲ့နေရာကိုရောက်လာတာဖြစ်ပါတယ်ဒါကြောင့်ခေါင်းဆောင်မှုဆိုတာခေါင်းဆောင်တယောက်တည်းရဲ့အစုအစည်းမဟုတ်ပဲနောက်လိုက်တွေနဲ့ပတ်ဝန်းကျင်အခြေအနေတွေပေါင်းစပ်ထားတဲ့ပင့်ကူအိမ်ဝိတ်တပွဲရှုပ်ထွေးတဲ့စစ်နွယ်မှုဖြစ်တယ်လို့ဆိုလိုရင်းဖြစ်ပါတယ်ဒ
ဒီသုံးဝင်ဆိုင်ဆက်နွယ်မှုမှာအရေးအကြီးဆုံးကနောက်လိုက်တွေရဲ့တာဝန်ပါပဲခေါင်းဆောင်စိုးတွေအာဏာရလာတာရက်ဆက်ကြမ်းကြုတ်ခွင့်ရလာတာဟာနောက်လိုက်တွေကမတိမတာခွင့်ပြုပေးထားလို့ဖြစ်ပါတယ်တချို့နောက်လိုက်တွေကကိုကျိုးစီးပွားလိုချင်လို့ခေါင်းဆောင်စိုးကိုမြှောက်ပေးကြတယ်လို့တချို့ကတော့ကြောက်လို့ပဲဖြစ်ဖြစ်မသိချင်အောင်ဆောင်ကျင်လို့ပဲဖြစ်ဖြစ်ဘေးကနေငြိမ်ကြည့်နေကြပါတယ်ဒီလိုငြိမ်နေခြင်းဟာလဲခေါင်းဆောင်သူကိုတွေ့ဝိုက်ပြီးအားပေးရရောက်ပါတယ်ဥပမာအားဖြင့်ကုမ္ပဏီတစ်ခုမှာမန်နေဂျာကဝန်ထမ်းတစ်ယောက်ကိုမတရားဖိနှိပ်နေတာကိုကျန်တဲ့ဝန်ထမ်းတွေကကိုယ်နဲ့မဆိုင်သလိုနေလိုက်တာဟာအဲ့ဒီမန်နေဂျာကိုပို့ပြီးအတင်ရဲသွားသေးဖြစ်ပါတယ်ဒါဟာနောက်လိုက်တွေကခေါင်းဆောင်ဆိုးကိုဖန်တီးလိုက်တာနဲ့အတူတူပါပဲနောက်ဆုံးတစ်ချက်အနေနဲ့တော့ contrast ပါအခြေအနေပါခေါင်းဆောင်ဆိုးတွေဟာပုံမှန်အေးချမ်းတဲ့အချိန်တွေမှာနေရာမရတတ်ပါဘူးဒါပေမဲ့တိုင်းပြည်မငြိမ်မသက်ဖြစ်ချိန်စီးပွားရေးကြက်တဲချိန်လူတွေစိုးရိမ်ပူပန်မှုမြင့်တက်နေချိန်မျိုးမှာလူတွေကကယ်တင်ရှင်ကိုမျှော်လင့်လာကြပါတယ်ဒီလိုအခြေအနေကိုခွင့်ကောင်းယူပြီးခေါင်းဆောင်ဆိုးတွေကသူတို့သာလျှင်ဒီပြဿနာကိုဖြေရှင်းနိုင်သူဖြစ်ကြောင်းဝါဒဖြန့်ကတက်လာလိမ့်ရှိပါတယ်ဒါကြောင့်ခေါင်းဆောင်သူဖြစ်ပေါ်လာပုံကိုသုံးသပ်ရင်ခေါင်းဆောင်ရဲ့စိတ်နေသဘောထားတစ်ခုတည်းကိုကြည့်လို့မရပဲသူ့ကိုလက်ခံနေတဲ့နောက်လိုက်တွေရဲ့စိတ်ဓာတ်နဲ့အဲ့ဒီအချိန်ကဖြစ်ပျက်နေတဲ့ခေတ်ကာလအခြေအနေကိုထည့်သွင်းစဉ်းစားမှသာပြည့်စုံမှန်ကန်ပါလိမ့်မှာဖြစ်ပါတယ်ခြုံငုံပြောရရင် the web of leadership ဆိုတာခေါင်းဆောင်နောက်လိုက်နဲ့အခြေအနေသုံးခုစလုံးဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်ရစ်ပတ်နှွယ်ရှက်နေတာကိုဆိုလိုတာပါခေါင်းဆောင်ကနောက်လိုက်ကိုချဲလဲတယ်နောက်လိုက်ကခေါင်းဆောင်ကိုအာဏာပေးတယ်အခြေအနေကသူတို့နှစ်ဦးစလုံးကိုတွန်းအားပေးတယ်ဒီသုံးခုတွေကတစ်ခုခုကိုဖယ်ထုတ်လိုက်ရင်ခေါင်းဆောင်ဆိုးဆိုတာရက်တီလို့မရတော့ပါဘူးဒါကြောင့်ခေါင်းဆောင်သူကိုဖယ်ရှားခြင်းရင်ခေါင်းဆောင်ကိုပဲတိုက်ခိုက်နေလို့မရပဲနောက်လိုက်တွေရဲ့အတွေးခေါ်နဲ့ခစ်စနစ်အခြေအနေကိုပါပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်ဆိုတဲ့သဘောတရားဖြစ်ပါတယ်ဒုတိယအနေနဲ့တတိပုဂ္ဂလစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များဆိုတဲ့အချက်ကိုနည်းနည်းရှိုင်းနားလည်ဖို့ဆိုရင်လူစိတ်သဘောကိုအခြေခံကနေစဉ်းစားဖို့လိုပါတယ်လူဟာအရင်ဆုံးအမှန်တရားကိုမရှာခင်လုံခြုံမှုကိုရှာတတ်တဲ့တတ္တဝါပါဉာဏ်ရည်နဲ့စင်ကြင်နိုင်စွမ်းရှိတော်လဲအတွင်းစိတ်အနေနဲ့တော့ကြောက်ရွံ့မှုမသေးချာမှုမရေရာမှုတွေကိုမနှစ်သက်ပါဘူးဒီလိုစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုခေါင်းဆောင်စိုးတွေကအသုံးချနိုင်ကြပါတယ်လူဘဝမှာအန္တရာယ်စစ်ပွဲစီးပွားရေးကျဆင်းမှုလူမှုရေးဖျို့ဖျဲဖြစ်နေတဲ့အချိန်တွေမှာလူတွေဟာလွတ်လပ်ခွင့်အခွင့်အရေးထက်ငါဘေးကင်းမှမလားဆိုတဲ့မေးခွန်းကိုပိုစိုးရိမ်ကြပါတယ်မတိကြမှုကလူစိတ်ကိုအလွန်ဖိစီးစေပါတယ်အဲ့ဒီချိန်မှာခိုင်မာတည်ငြိမ်တဲ့အာဏာပိုင်တယောက်ပေါ်လာပြီးငါနောက်ကိုလိုက်ပါစနစ်တကျပြန်လေတိဆောက်ပေးမယ်လို့ပြောလိုက်ရင်လူအများစုကအဲ့ဒီအတန်ကတက်တာရသွားစီတဲ့အတန်ဖြစ်သွားပါတယ်သောမတ်ဟော့ဖ်ကလူသားတဘာဝကို state of nature မှာဖျို့ဖျဲနဲ့အနည်းရဲ့ပြည့်နှစ်နေတယ်လို့သတ်မှတ်ပြီးလူတွေကလုံခြုံရေးအတွက်အာဏာကိုအစိုးရတစ်ခုထံအနှံဖို့လိုတယ်လို့ဆိုခဲ့ပါတယ်ဒီသဘောတရားကိုအာဏာရှင်ဆန်တဲ့ခေါင်းဆောင်တွေကအသုံးချနိုင်ပါတယ်လွတ်လပ်ခွင့်အနည်းငယ်လျှော့ပါဒါပေမဲ့လုံခြုံမှုပေးမယ်ဆိုတဲ့သဘောတရားဟာလူစိတ်အတွက်ဆွဲဆောင်မှုရှိပါတယ်ပြဿနာကတော့လုံခြုံမှုအတွက်အာဏာကိုအနှံလိုက်တာကနောက်ပိုင်းမှာပြန်ယူဖို့ခက်ခဲနိုင်တာပါလူတွေဟာအနည်းငယ်ပဲလို့ထင်ပြီးပေးလိုက်တဲ့လွတ်လပ်ခွင့်ဟာတဖြည်းဖြည်းပျောက်ဆုံးသွားနိုင်ပါတယ်ဒါကြောင့်လူတဦးချင်းစီရဲ့လုံခြုံမှုလိုအပ်ချက်ကခေါင်းဆောင်ဇိုးတွေကိုအင်အားပေးနိုင်တဲ့စိတ်ဓာတ်ဗေဒအခြေခံတစ်ခုဖြစ်ပါတယ်ကမ္ဘာကြီးရဲ့ပြဿနာတွေကရှုပ်ထွေးပါတယ်စီးပွားရေးနိုင်ငံရေးလူမှုရေးပြဿနာတွေဟာအကြောင်းရင်းများစွာနဲ့ဆက်ဆက်နေပါတယ်ဒီလိုရှုပ်ထွေးမှုကိုလက်ခံပြီးသဘောပေါက်ဖို့ဆိုရင်စဉ်းစားရစာဖတ်ရစမ်းစစ်ရခွဲခြမ်းစိတ်ဖြာရတာပင်ပန်းပါတယ်လူညံကလည်းအမြဲတမ်းအရှုပ်အထွေးတွေကိုမကြိုက်ပါဘူးဒီလိုအခြေအနေမှာခေါင်းဆောင်သူတယောက်ကပေါ်လာပြီးပြဿနာရဲ့အကြောင်းရင်းကဒီလူအုပ်စုဒီကောင်တွေကြောင့်ပဲ
ဒီနီလန်းတစ်ခုတည်းနဲ့အားလုံးဖြည့်ရှင်းနိုင်မယ်ငါ့ကိုယုံပါမင်းတို့တွေရှုပ်ထွေးနေကြမလို့အကုန်လုံးငါလုပ်ပြီးမယ်လို့ပြောလိုက်ရင်လူအများစုအတွက်စိတ်သက်သာရာဖြစ်စီပါတယ်ဒါစိတ်ပညာအရ connected လို့ခေါ်တဲ့အခြေအနေပါရိုးရှင်းတဲ့အဖြေဟာစိတ်ကိုပိုတက်တာစေပါတယ်အဖြူမဲသေးခွဲတဲ့အမြင်ဟာစိတ်ကိုပိုပြီးလုံခြုံစေပါတယ်ဒါပေမဲ့လက်တွေကဘာဟာမကြာခဏအယောင်တွေဟာရောထွေးနေပါတယ်ရိုးရှင်းလွန်းတဲ့အဖြေတွေဟာမမှန်နိုင်ခြင်းမြင့်ပါတယ်ခေါင်းဆောင်ဆိုးတွေဟာလူစိတ်ရဲ့ဒီလိုအားနည်းချက်ကိုအသုံးချပြီးရှုပ်ထွေးတဲ့ပြဿနာတွေကိုလွယ်ကူဖြေရှင်းပေးမယ်လို့ဂရုပေးကြပါတယ်ဒါပေမဲ့ပြဿနာရဲ့အမြင့်မတိမ်မိသေး၍နောက်ပိုင်းမှာပိုဆိုးလာတတ်ပါတယ်လူတွေကခေါင်းဆောင်ဆိုးနောက်ကိုလိုက်ကြတာဟာမတိမတာမဟုတ်ပဲသူတို့ရဲ့အတွင်းစိတ်လိုအပ်ချက်ကြောင့်ဖြစ်နေတတ်ပါတယ်လုံခြုံမှုလိုချင်ခြင်းမရေရာမှုကိုမနှစ်သက်ခြင်းရိုးရှင်းပြတ်သားတဲ့အဖြေကိုတောင်းတခြင်းတို့ဟာလူတဘာဝထဲမှာပါဝင်နေတဲ့အရာတွေပါဒါကြောင့် followership နောက်လိုက်ခြင်းပညာရဲ့အရေးကြီးဆုံးသင်ခန်းစာကငါအခုဒီကောင်းဆောင်ကိုယုံကြည်နေတာအမှန်တရားကြောင့်လားဒါမှမဟုတ်ငါစိတ်ရဲ့ကြောက်ရွံ့မှုမတိချာမှုတွေကိုသက်သာစေခြင်းလို့လားဆိုတဲ့မေးခွန်းကိုမေးတတ်ဖို့ဖြစ်ပါတယ်ကိုယ်စိတ်ရဲ့လိုအပ်ချက်ကိုသိမြင်နိုင်ခြင်းကပဲခေါင်းဆောင်သူရဲ့လှည့်စားမှုတွေမကြရဘူးအကောင်းဆုံးကာကွယ်ရေးဖြစ်ပါတယ်ဘာရာဂီလာမန်ရဲ့ Bad Leadership စာအုပ်ကတတိယအချက်ဖြစ်တဲ့အုပ်စုနဲ့လူမှုရေးဆိုင်ရာလိုအပ်ချက်များဆိုတာဟာလူသားတွေရဲ့အခြေခံစိတ်သဘောထားအနည်းရှိုင်းဆုံးနေရာကိုထိတွေ့ထားတဲ့အပိုင်းဖြစ်ပါတယ်လူဆိုတာတကူတော်ရှင်သန်နိုင်တဲ့တတ္တဝါမျိုးမဟုတ်ပဲအုပ်စုဖွဲ့နေထိုင်မှသာလုံခြုံမှုရှိတယ်လို့ခံယူထားတဲ့လူမှုတတ္တဝါ social animal ဖြစ်ပါတယ်ဒီအချက်ကိုခေါင်းဆောင်ဆိုးတွေကကောင်းကောင်းကြီးအသုံးချသွားလိမ့်ရှိပါတယ်ဒီသဘောတရားကိုအသေးစိတ်ထပ်ပြီးရှင်းပြပါမယ်ပထမဆုံးအနေနဲ့အတိုင်းအဝိုင်းဝင်ဖြစ်လို့စိတ် Nifor Vlowning ဆိုတာရိုးလေးကြည့်ရင်အပေါင်းအသင်းမေတ္တာလောက်ပဲထင်ရပေမဲ့တကယ်တမ်းကျတော့လူတစ်ယောက်ရဲ့အသက်ရှင်ရပ်တည်မှုနဲ့သက်ဆိုင်နေပါတယ်ရှေးခေတ်လူသားတွေလက်ထက်ကလေးကအုပ်စုကနေဖယ်ကျင်ခံရတာဟာတည်တံပေးခံရတယ်လို့ပါပဲဒီစိတ်အခန့်ဟာခေတ်တဲ့လူသားတွေစီမှာကြံရှိနေသေးပါခေါင်းဆောင်ဆိုးတွေဟာဒီအချက်ကိုကင်ပြီးငါတို့နဲ့သူတို့ဆိုတဲ့ရန်ငါစိတ်ဓာတ်ကိုရိုက်သွင်းပါတယ်ငါတို့ခေါင်းဆောင်ငါတို့လူမျိုးငါတို့အဖွဲ့ဆိုတဲ့အုပ်စုစိတ်ပြင်းထန်လာတဲ့အခါအဲ့ဒီအုပ်စုတွေကနေကွဲထွက်သွားမှာကိုလူတွေကအတေလဲကြောက်ပါတယ်ဒီလိုအခြေအနေမှာခေါင်းဆောင်ကမှားယွင်းတဲ့ရက်ဆက်တဲ့အလုပ်တွေကိုခိုင်းရင်တောင်မှနောက်လိုက်တွေကညှင်းဆန်မှုဝင်လေးသွားကြပါတယ်။ဘာကြောင့်လဲဆိုတော့ညှင်းဆန်လိုက်တာနဲ့တပြိုင်နက်အုပ်စုကနေဖေကျင်ခံရမယ်လူမှုရေးတည်ဆုံခြင်း social death ကိုရင်ဆိုင်ရမှာမို့လို့ပါ။ဒါကြောင့်လူတွေဟာကိုယ့်ရဲ့ကိုယ်ပိုင်သိစိတ် conscience ကိုမေ့ထားပြီးအများမိုးကားရီတောက်တယ်လို့လိုက်လို့ရင်ခေါင်းဆောင်စိုးကိုတက်ဆိုးရှည်စီတာဖြစ်ပါတယ်။ခေါင်းဆောင်စိုးတွေကလည်းသူတို့ကိုဆန့်ကျင်ရင်တစ္ဆာဖောက်အဖြစ်တစိ့ကပ်ပြီးအုပ်စုအပြင်ကိုကန်ထုတ်လိရှိတာကြောင့်နောက်လိုက်တွေဟာကြောက်ရွံ့ပြီးဆက်လက်လိုက်ပါနေကြရတာဖြစ်ပါတယ်ဒုတိယအချက်ဖြစ်တဲ့ရွေးချယ်စရာမရှိဘူးခံစားရခြင်း lack of option ဆိုတာကတော့နိုင်ငံရေးနဲ့စီးပွားရေးလောကမှာအတွေ့အများတဲ့ပြဿနာပါလူတွေဟာမတိနားမလဲတဲ့အပြောင်းအလဲထက်ယဉ်နီးပြီးသားဆိုးရွားမှုကိုပိုပြီးလက်ခံကြတယ်လက်ရှိခေါင်းဆောင်ကစိုးတာမှန်ပေမဲ့သူ့ကိုဖယ်ရှားလိုက်ရင်တိုင်းပြည်ဒါမှမဟုတ်အဖွဲ့အစည်းကြီးပြိုကွဲပြီးမင်းမဲ့စရိုက်တွေဖြစ်သွားမလားဆိုတဲ့စိုးရိမ်စိတ်ကလူတွေကိုချီနှောင်ထားပါတယ်ခေါင်းဆောင်စိုးတွေကလည်းအဲ့ဒီချစ်ကိုသိတဲ့အတွက်သူတို့မရှိရင်အရာအလုံးပျက်စီးသွားမယ်လို့ချင်းချောက်လိရှိတယ်လို့အရေးချင်းရှိတဲ့အခြားပြိုင်ဘက်ခေါင်းဆောင်ကောင်းတွေကိုလည်းနီလန်မျိုးစုံနဲ့ဖယ်ရှားထားတတ်ပါတယ်ရလတ်ကတော့နောက်လိုက်တွေဖို့ဒီလူကစိုးတော့စိုးတယ်ဒါပေမဲ့ तू မလုံရင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြက်တဲတဲကိုရောက်သွားတာပါပဲခြားရွေးချယ်စရာလမ်းစာမမြင်တဲ့အခါဒါမှမဟုတ်ခြားအစားထိုးစရာခေါင်းဆောင်ကအရန်အားနည်းနေတဲ့အခါလူတွေဟာရှီရင်ဆွဲခေါင်းဆောင်စိုးကိုပဲမရှိသုံးအနေနဲ့ဆက်လက်တင်မြှောက်ထားတတ်ကြပါတယ်
ဒါဟာခေါင်းဆောင်ကိုချစ်လို့မဟုတ်ပဲအပြောင်းအလဲရဲ့နောက်ဆွတ်တဲ့ကြရက်ကိုကြောက်ရွံ့ကြတာကြောင့်ဖြစ်တာပါတယ်ကယ်လာမန်ကဒီချစ်ကိုထောက်ပြပြီးခေါင်းဆောင်ဇိုးတွေတက်တန်းရှိတာဟာသူတို့တော်လွန်းလို့မဟုတ်ပဲနောက်လိုက်တွေမှာပိုကောင်းတဲ့ရွေးချယ်စရာမရှိဘူးလို့ခံစားနေရခြင်းကြောင့်ဖြစ်တယ်လို့သုံးသပ်ပြထားပါတယ်ဘာဘရာဂယ်လာမန်ရဲ့ Bad Leadership စာအုပ်ထဲမှာအထူးခြားဆုံးနဲ့ထိမိဆုံးခွဲခြမ်းစိတ်ဖြာချက်ကတော့နောက်လိုက်တွေကိုတားကောင်အဖြစ်တက်မရှိမြင်ပဲခေါင်းဆောင်ဇိုးကိုဖြစ်တည်စေတဲ့ပူးတွဲဖန်တီးသူများအဖြစ်ရှုမြင်ထားတာပါပဲသူမကနောက်လိုက်တွေကိုစိတ်ရင်းစေတနာနဲ့တက်ကြွလှုပ်ရှားမှုပမာဏအပေါ်မူတည်ပြီးအုပ်စုခွဲရမှာအရေးကြီးဆုံးအုပ်စုနှစ်ခုဖြစ်တဲ့ Binary Stand နဲ့ Escalate အကြောင်းကိုသိသိရှင်းပြထားပါတယ်ကျွန်တော်က Binary Stand ကိုတော့ဘေးထိုင်နေသူများလို့နာမည်ပေးပြီး Escalate ကိုတော့အလိုတူအလိုပါများလို့ဘာသာပြန်ထားပါတယ်ဘေးထိုင်နေသူများဆိုတဲ့နှုတ်ဆက်နေတတ်တဲ့အုပ်စုဟာအရေးတွေအားဖြင့်အများဆုံးဖြစ်လိရှိပြီးခေါင်းဆောင်စုတယောက်တက်တန်းရှိကြအောင်မတိမတာတောက်တိုင်ပြုလုပ်ထားပေးသူတွေဖြစ်ပါတယ်တိလျက်နဲ့လက်လူရှူခြင်း connectedness ဆိုတာမှာဘေးထိုင်နေသူတွေဟာမတိလို့ညီနေကြတာမျိုးမဟုတ်ပါဘူးခေါင်းဆောင်လုံနေတာတွေမှားနေတယ်မတရားဘူးအန္တရာယ်ရှိတယ်ဆိုတာကိုကောင်းကောင်းကြီးသိနေကြပါတယ်ဒါပေမဲ့သူတို့ဟာအဲ့ဒီအတီတရားကိုလက်လူရှုဖို့ရွေးချယ်လိုက်ကြပါတယ်ငါတို့နဲ့မဆိုင်ပါဘူးလေငါတယောက်တည်းပြောလို့ဘာထူးမှလဲဆိုတဲ့အတွေးနဲ့ကိုယ့်လိပ်ပြာကိုလိန်ညာပြီးနေတတ်ကြပါတယ်သူတို့နှုတ်ဆက်နေရခြင်းရဲ့အဓိကတရားခံကတော့ကြောက်ရွံ့မှုပါပဲအလုတ်ဖြုတ်ခံရမှာယာရုချခံရမှာလူမှုရေးအရာဖယ်ကျင်ခံရမှာဒါမှမဟုတ်အသက်အန္တရာယ်ထိခိုက်မှာကြောက်တဲ့အတွက်ဘေးကင်းရင်ပြီးရော safety first ဆိုတဲ့မူဝါဒကိုကျင့်သုံးကြပါတယ်သူတို့အတွက်အမှန်တရားထက်ကိုယ့်ရဲ့လုံခြုံမှုကပိုအရေးကြီးပါတယ်ဒီနေရာမှာအလကားစီးသူများပြဿနာ free rider problem ဆိုတာရှိလာပါတယ်စီးပွားရေးပညာသဘောတရားအရပြောရရင်ဒီလူတွေကသူများလုပ်တာကိုထိုင်ဆောင်သူတွေဖြစ်ပါတယ်တစုံတစ်ယောက်ကခေါင်းဆောင်စိုးကိုဖြုတ်ချပေးရင်တော့အကျိုးခံစားခွင့်ကိုယူမယ်ဒါပေမဲ့ကိုယ်တိုင်ကတော့အန်နီယန်နဲ့အထိမခံကျင်ကြပါဘူးသူတို့ဟာအခြေအနေကိုစောင့်ကြည့်ပြီးဘယ်ဘက်ကနိုင်မလဲဆိုတာကိုချိန်ဆနေတတ်ကြပါတယ်ကယ်လာမန်ရဲ့အဆိုအရမတရားမှုကိုတွေ့လျက်နဲ့မတားဆီးခြင်းဟာထောက်ခံခြင်းတစ်မျိုးပဲလို့ဆိုပါတယ်ခေါင်းဆောင်ဆိုးတွေဟာဒီလိုလူအများစုကြီးငြိမ်နေတာကိုငါ့ကိုထောက်ခံလို့ငြိမ်နေကြတာလို့အဓိပ္ပာယ်ကောက်ပြီးပုံမူအတင်ရဲလာကြပါတယ်ဒါကြောင့်ဘေးထိုင်နေသူတွေဟာကိုယ်တိုင်မယုံပါပေမဲ့ယုံပါခွင့်ကိုပေးထားတဲ့လူတွေဖြစ်ပါတယ်နောက်တော့စုAcolyteအလိုတူအလိုပါများတက်ကြွသောကြံရပါများအုပ်စုကတော့ဘေးထိုင်နေတဲ့သူတွေနဲ့လုံးဝဆန့်ကျင်ဘက်ပါပဲသူတို့ဟာခေါင်းဆောင်သူရဲ့လုပ်ရက်တွေကိုတက်ကြွသောပဝင်ပတ်သက်ပြီးအကောင့်ထဲပေါ်ပေးနေရသူတွေဖြစ်ပါတယ်သူတို့ဟာခေါင်းဆောင်ဇိုးနောက်လိုက်တာဟာချစ်လို့ကြီးညိုလို့ကြီးပဲမဟုတ်ပါဘူးရောင်းဝယ်သဘောပါပါတယ်သူတို့ကခေါင်းဆောင်ကိုတစ္ဆာရှိမှုနဲ့လှုပ်အားပေးမယ်ခေါင်းဆောင်ကပြန်ပြီးယာရုအာဏာငွေကြီးနဲ့အခွင့်တူးတွေပေးရပါမယ်ခေါင်းဆောင်သူတွေဟာဒီလိုလူတွေကိုမလုံးပေးပြီးမွေးထားလိမ့်ရှိပါတယ်ဒါကိုယုံဌာနနဲ့ကုမ္ပဏီလုပ်ငန်းပတ်ဝန်းကျင်တွေမှာအတွေ့အများပါတယ်တချို့အလိုတူအလိုပါတွေကြတော့အကျိုးစီးပွားကြောင့်မဟုတ်ပဲခေါင်းဆောင်ရဲ့လွဲမားတဲ့ဝါဒကိုတကယ်ယုံကြည်လို့လိုက်ကြတာဖြစ်ပါတယ်ဥပမာဟစ်တလာရဲ့နာဇီအရာရှိတွေလိုမျိုးပေါ့သူတို့ဟာခေါင်းဆောင်ရဲ့ရက်စက်မှုကိုတိုင်းပြည်အတွက်လိုအပ်ချက်လို့အမှန်တကယ်ယုံကြည်ပြီးစိတ်ပါလက်ပါကူညီကြသူတွေဖြစ်ပါတယ်သူတို့ဟာခေါင်းဆောင်ရဲ့အခြားလက်တစ်ဖက်အာဖရာအီကိုတွေလိုဖြစ်နေတတ်ပါတယ်ခေါင်းဆောင်တယောက်တည်းကလူတန်းပေါင်းများစွာကိုမတတ်နိုင်ပါဘူးနိုင်ငံတနိုင်ငံလုံးကိုဒုက္ခမပေးနိုင်ပါဘူးအဲ့ဒီအမိန့်တွေကိုလက်တွေ့မြေပြင်မှာအကောင့်ထဲပေါ်ပေးမဲ့လူတွေလိုပါတယ်အလိုတူအလိုပါတွေကဒီတာဝန်ကိုယူပါတယ်သူတို့ဟာခေါင်းဆောင်ရဲ့အာဏာစက်ကိုပုံမူကျေပြန့်အောင်ပုံမူထိရောက်အောင်လုပ်ပေးသူတွေဖြစ်ပါတယ်အလိုတူအလိုပါတွေကကာကွယ်ပေးသူများလည်းဖြစ်နေပါတယ်သူတို့ဟာခေါင်းဆောင်ကိုပြင်ပကဝေဖန်မှုတွေနဲ့တိုက်ခိုက်မှုတွေကနေကာကွယ်ပေးတဲ့တိုင်းတစ်ဖွဲ့ဖြစ်နေကြပါတယ်ဘာလို့လဲဆိုတော့ခေါင်းဆောင်ပြိုကွဲရင်သူတို့ရဲ့ယာရုအာဏာနဲ့ခွင့်ရေးတွေပါ
ပျောက်ဆုံးသွားမှာဖြစ်လို့သူတို့ရဲ့ကံကြမ္မာကိုခေါင်းဆောင်နဲ့တသားတည်းချီနှောင်ထားကြပါတယ်ကယ်လာမန်ကဒီအုပ်စုနှစ်ခုကိုခွဲခြားပြပြီးတဲ့နောက်အရေးကြီးတဲ့မိကုန်းတစ်ခုကိုထုတ်ပါတယ်ဘယ်သူကပိုပြစ်ကြီးလဲအလူတူအလူပါတွေကတော့လက်တွေ့ကျူးလွန်သူတွေမို့အပြစ်ကြီးတာထင်ရှားပါတယ်ဒါပေမဲ့ဘေးထိုင်နေသူတွေကလည်းအရေးအတွက်အားဖြင့်အများဆုံးဖြစ်နေပြီးသူတို့သာညီညွတ်စွာဆန့်ကျင်ရင်ခေါင်းဆောင်စုပြုတ်ကျသွားနိုင်ပါလျက်ကိုလိုယုံပြီးငြိမ်နေကြတာမို့ကျင့်ဝတ်ပိုင်းရတာဝန်မကင်းဘူးလို့သူမကအခိုင်အမာဆိုထားပါတယ်အတူချုပ်ပြောရရင်ခေါင်းဆောင်သူတယောက်ရဲ့အာဏာတည်မြဲနေတာဟာအလိုတူအလိုပါတွေရဲ့လောက်ရက်နဲ့ဘေးထိုင်နေသူတွေနှုတ်ဆက်မှုဆိုတဲ့အချက်နှစ်ချက်ပေါင်းစပ်သွားမိလို့ဖြစ်တယ်ဆိုတာဒီအခန်းကဏ္ဍမှာရှင်းရှင်းလင်းလင်းမိမောင်းထိုးပြထားပါတယ်ဘာဘရာကယ်လာမန်ရဲ့ Bad Leadership စာအုပ်ထဲကနောက်ဆုံးချစ်ဖြစ်တဲ့အခြေအနေနဲ့ပတ်ဝန်းကျင်ဤတွန်းအား contextual pressure ဆိုတာဟာလူတွေရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းကိုပြင်ပလောကကြီးကဘလောက်ထိလွှမ်းမိုးထားလဲဆိုတာကိုပြသနေတဲ့အပိုင်းဖြစ်ပါတယ်ဒီအချက်ကိုနားလည်ဖို့အတွက်လူစိတ်တဘာဝရဲ့အကြောက်တရားနဲ့တုံ့ပြန်ပုံကိုအခြေခံပြီးစဉ်းစားကြည့်ရပါမယ်ပုံမှန်အေးချမ်းနေတဲ့အချိန်တွေမှာလူတွေဟာဒီမိုကရေစီနည်းကျဆွေးနွေးတာလူခွင့်ရေးကိုတန်ဖိုးထားတာကျင့်ဝတ်ကိုစောင့်ထိန်တာတွေကိုဦးစားပေးလို့ရှိကြပါတယ်ဒါပေမဲ့စစ်ပွဲတွေဖြစ်လာတာစီးပွားရေးတွေပြိုလဲပြီးငတ်ပြတ်လာတာကပ်ရောဂါတွေကြာရောက်လာတာမျိုးလိုမျိုးအကြက်တဲ crisis တွေကြုံလာရတဲ့အခါမှာတော့လူတွေရဲ့အုံနှောက်ကအလုတ်လုတ်ပုံပြောင်းသွားပါတယ်လွတ်လပ်ခွင့်ထက်အသက်ရှင်တန်ရေး survival ကပထမဦးစားပေးဖြစ်လာပါတယ်ရေနစ်နေတဲ့သူတယောက်ကိုကဲတင်မဲ့အစားလူဆိုးလားလူကောင်းလားဆိုတာကိုအရင်လက်မကမ်းခင်အရင်မေးနေကြပါတယ်လူတွေဟာအကြက်တဲကြားမှာနစ်မြုပ်နေချိန်မှာသူတို့ကိုကဲတင်မဲလို့ပြောတဲ့ခေါင်းဆောင်ဟာအာနာရှင်ဖြစ်နေရင်တောင်မှလက်ခံဖို့ဝင်မလေးတော့ပါဘူးဒီလိုအခြေအနေမျိုးတွေမှာလူတွေဟာပျော်ပြောင်းတဲ့ခေါင်းဆောင်ထက်မာကျောပြတ်သားတဲ့ခေါင်းဆောင်ကိုပိုပြီးတောင့်တလာကြပါတယ်ဒီမိုကရေစီနည်းချအဖြေရှာတာကကြာတယ်ရှုပ်ထွေးတယ်လို့မြင်လာပြီးငါအမိန်ပေးမယ်ငါလုပ်မယ်ငါရှင်းမယ်လို့ပြောတဲ့အာနာရှင်ဆန်တဲ့စကားတွေကိုစွမ်းဆောင်ရည်ရှိခြင်းလို့မှားယွင်းအဓိပ္ပာယ်ကောက်မိကြပါတယ်ခေါင်းဆောင်သူတွေဟာဒီချစ်ကိုကောင်းကောင်းသိပါတယ်ဒါကြောင့်သူတို့ဟာအကြက်တဲကာလတွေမှာငါတယောက်တည်းသာလျှင်မင်းတို့ကိုကယ်တင်နိုင်မယ်ဆိုတဲ့ပုံရိပ်ကိုဖန်တီးပြီးလူထုရဲ့ကြောက်ရွံ့မှုကိုအရင်ပြုကအာဏာကိုရယူလိရှိပါတယ်နောက်တစ်ချက်ကတော့ရှုပ်ထွေးမှုကိုတီးမခံနိုင်ခြင်း intolerance of ambiguity အကြက်တဲကာလတွေမှာအရာရာဟာမရေရာမသေးချာဖြစ်နေတတ်ပါတယ်မနှက်ဖြန်ဘာဖြစ်မလဲမသိရတဲ့ဘဝမျိုးမှာလူတွေဟာစိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်လာကြပါတယ်အဲ့ဒီချိန်မှာခေါင်းဆောင်သူတွေရဲ့ပြဿနာရဲ့အရင်းအမြစ်ကိုရိုးရှင်းအောင်လုပ်ပြပါတယ်ဥပမာမင်းတို့စီးရဲနေတာဟိုလူမျိုးစုကြောင့်တိုင်းပြည်မငြိမ်တာဟိုလူတွေကြောင့်ဆိုပြီးလက်ညှိုးထိုးပြစ်တင်တဲ့ရန်သူတယောက်ကိုဖန်တီးပြလိုက်တဲ့အခါလူတွေကအဲ့ဒီရိုးရှင်းတဲ့အဖြေကိုသဘောကျပြီးခေါင်းဆောင်သူရဲ့နောက်ကိုအလွယ်တကူလိုက်ပါသွားကြပါတယ်ဒါဟာအမှန်တရားကိုရှာဖွေတာမဟုတ်ပဲစိတ်သက်သာရာရမှုကိုရှာဖွေခြင်းဖြစ်ပါတယ်ကယ်လာမန်ကဒီအချက်ကိုသုံးသပ်ရမှာသမိုင်းဆိုင်ရာထောက်ထားတွေကိုလည်းကူးကားပါတယ်ဟစ်တလာအာဏာရလာတာဟာဂျာမနီနိုင်ငံပထမကမ္ဘာစစ်ရှုံးနေပြီးစီးပွားရေးကမောက်ကမဖြစ်နေတဲ့အချိန် contrast ကြောင့်အဓိကဖြစ်ပါတယ်အဲ့ဒီအချိန်ကဂျာမန်ပြည်သူတွေဟာဟစ်တလာရဲ့ရစ်စစ်မှုကိုသဘောကျတာမဟုတ်ဘဲနဲ့သူပေးမယ်ဆိုတဲ့အလုတ်အကင်နဲ့ဂုံတိတ်ခါကိုလူချင်းလွန်းလို့သူ့နောက်ကိုလိုက်ခဲ့ကြတာပါဒါကြောင့်ခေါင်းဆောင်စိုးတွေပေါ်ထွန်းလာခြင်းဟာခေါင်းဆောင်ရဲ့အရေးချင်းတစ်ခုတည်းကြောင့်မဟုတ်ပဲလူထုကိုအမှားရွေးချယ်မိအောင်တွန်းပို့လိုက်တဲ့ခေတ်ကာလအခြေအနေကလည်းတရခံတူဖြစ်တယ်လို့ကယ်လာမန်ကအခိုင်အမာဆိုထားပါတယ်ညီကုန်းချုပ်ပြောရရင်အခြေအနေနဲ့ပတ်ဝန်းကျင်ရဲ့တွန်းအားဆိုတာလူတွေကိုစင်ញင်ုံတရားမဲ့သွားအောင်ဖိအားပေးတဲ့အရာပါကြောက်ရွံ့မှုလွှမ်းမိုးလာတဲ့အခါဝမ်းရေးကကြီးမားတဲ့အခက်အခဲဖြစ်လာပြီးတော့လူတွေဟာကျင့်ဝတ်ကိုဘေးဖယ်ပြီးလုံခြုံမှုကိုရွေးချယ်ရင်းကနေခေါင်းဆောင်စိုးတွေရဲ့သားကောင်ဖြစ်သွားရရှာတယ်ဆိုတဲ့သဘောတရားကိုဒီအပိုင်းမှာနည်းနည်းရှင်းပြထားတာပဲဖြစ်ပါတယ်ဒီကနေ့အတွက်ဒီလောက်ပါပဲ